ခေမာရွာဟုဆိုသောရွာတစ်ရွာရှိသည်အလေရိုးမတောင်ချေရွာလေးတစ်ရွာဖြစ်သလိုမြို့နှင့်လည်းအလှမ်းကြီးဝတ်လှတာကြောင့်အပြင်လူအယောက်ပေါက်နေလှသည်ရွာသူရွာသားတွေကလည်းအတိပညာဘဟုတုတနေပါလှသလိုမီယိုးဖလာရာလုပ်ငန်းတော်ရှာစေးမြစ်ရှာအလုပ်များကိုသာလုပ်ကင်ကြသည်တချို့တလေမြို့တက်အလုပ်လုပ်တာရှိပေမဲ့အရေးအတွက်ကတော့အလွန်နည်းလာသည်ခေမာရွာနှင့်အနီးဝန်းကျင်ရွာများမှာအနည်းဆုံး9မိုင်ခန့်ဝေးကွာတာကြောင့်တီးခြားရွာတစ်ရွာလိုဖြစ်နေသည်အင်ဂျီ100ကျော်ရှိတယ်ဆိုပေမဲ့ခြံတွေကကျယ်လွန်းတာကြောင့်ရွာကကြီးလှသည်ဟုထင်ရ၏အင်းဝဘရင်တပါး၏အမျက်ရှာခံရသည့်မိဖုရားတပါးလာရောက်ပုန်းရှောင်စခန်းချရာမှရွာဖြစ်လာသည်ဟုပြောကြသလိုရွာနှင့်မလှမ်းမကမ်းတောင်ကုန်းပေါ်မှာတော့ကြီးမားသည့်ကြောက်လိုင်ကူကြီးရှိသည်ထိုကူကြီးထဲမှာမိဖုရားရုပ်ထုတစ်ခုရှိသည်ရာဇနှင့်တကူကင်ထားသည့်မိဖုရားရုပ်ထုမှာလူတစ်ယောက်ရွယ်စားရှိ၍လူသားတစ်ယောက်ဟာထင်ရ၏ရွာထိပ်ရွာဝင်လမ်းဘေးမှာတော့မိဖုရားနန်းဆန်ခဲ့ရာကျွန်းနှန်းဟု၏သောအိမ်ကြီးတစ်လုံးရှိသည်ထိုအိမ်ကြီးထဲမှာထူးခြားသောမိသားစုတစ်စုနေထိုင်သည်အဖွားအိုတဦးသူ့မြေးမ၅ဦးနှင့်အိမ်တော်ဆောင်ဦးအကဆိုသည်အသက်50ကျော်အရွယ်လူကြီးတို့နေကြသည်ရွာကသူကြီးအပါအဝင်ရွာသူရွာသားတို့မှထိုအိမ်မဲကြီးမှလူများနာမပတ်သက်ရဲကြအလွန်မှကြောက်ကြ၏အိမ်မဲကြီးမှအဖွားအို၏မြေးမငါးမှတဦးအသက်ရွယ်ချင်းလဲမကွာလှတာကြောင့်ရွယ်တူလိုဖြစ်ပြီးအလွန်လှပကြ၏ခေမာရွာထဲရှိလူပြိုကာလသားများကတော့ထိုညီအငားပေါ်ကိုရောလို့တောင်စိတ်ကူးမရင်ရဲကြညီယုံနှင့်ပင်သွေးပြတ်မတက်ဖြစ်သွားကြ၏ထို့သောဖြစ်ရတာလဲအကြောင်းရှိသည်ရွာမှလူတွေသေမည်ဆိုလျင်ညီမငါးဦးထဲမှတဦးကညနေနေဝင်မိုးချုပ်စတွင်သေဆုံးမြသူ၏နေအိမ်ရှိ၌လာရဲ၍ခေါင်ရမ်းပန်းကိုလာရောက်ပေးသည်ထို့သို့ပေးတာနှင့်အိမ်ထဲမှလူနာဟာနေမကူးပဲသေဆုံးတော်သည်တေမင်းရဲ့တမန်တော်ဒါမှမဟုတ်ဝိညာဉ်တို့ရဲ့ကိုယ်စလဲညီအမငါးဦးကိုတရွာလုံးကဖိန်းတုံအောင်ကြောက်ကြခြင်းဖြစ်၏အခုလဲတစောင်းမုံလောက်ွယ်ညညင်းနဲ့လာတာနှင့်စောင်းဝင်စားအေးတက်ကစိတ်လေးတွေလို့လာသည်ရိုးမတောင်ချေရွာဖြစ်တာကြောင့်စီးနှင်းတို့ကလည်းတပေါက်ပေါက်ကြလို့နေလေ၏အိမ်မောကြနေသောရွာ၏ထိပ်မှာတကိုယ်လုံးနှက်ပြောင်နေသောခွေးကြီးတစ်ကောင်ရဲ့ဆွဲငင်ပူလိုက်တဲ့အတန်ကကျဲလောင်စွာထွက်ပေါ်လို့လာသည်ဟင်းအေးမေတယောက်လန့်နိုးသွားပြီးသူ့ဘေးကကလေးကိုဆန်းလိုက်ရာမတွေ့သဖြင့်ဘေးကအိတ်နေသည့်သူ့ယောက်ျားမိုးကြီးအားကိုမိုးထပါအောင်ကိုမိုးရဲ့မိုးကြီးကအော်ပြီးဖြန့်အိတ်သွားသည်အေးမေကထားထိုင်၍မိုးကြီးရဲ့ခန္ဓာကိုယ်ကိုလှုပ်ကားကိုမိုးထဆိုကျုပ်သမီးလေးမရှိတော့ဘူးထိုအခါမှမိုးကြီးကအိမ်ငုံစုံမွားဖြင့်ထပြီးမီးခွက်ထွန်းဆန်းရှိမှာပေါ့ကွမှောင်နေလို့မတွေ့တာနေမှာပါကွာထွန်းလိုက်မယ်အေးမေကခေါင်းရင်းခုံပေါ်တွင်တင်ထားသည့်ရေနံစီမီးခွက်နှင့်မီးချစ်ကိုလက်နှင့်ဆန်းကာမီးခွက်တွင်ညှိလိုက်သည်မီးလင်းရောင်ရသွားသဖြင့်သူတို့အိတ်သည့်အခန်းလေးကိုရှင်းလင်းစွာမြင်လိုက်ရသည်ဟာဟင်းနှစ်ယောက်သားအလွန်တရာအံ့ဩလို့သွားသည်သမီးလေးမရှိတော့ဘူးကိုမိုးရဲ့အေးမေရဲ့ခိုင်စွာပြောလိုက်တဲ့အတန်ကြောင့်ကိုမိုးတယောက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားသည်နေပါဦးကွာငါရှာပါဦးမယ်ဒီလောက်ကျင်းလေးအိမ်ထဲမရှိတာအရှင်းကြီးကိုဘယ်နေရာရှာအောင်မှာလဲမင်းကတော့ကွာမိုးကြီးကလည်းအောက်ဆင်းကဘေးပတ်လည်နှင့်အောက်ဖက်ကိုရှာကြည့်သည်မတွေ့၍အေးမေသမီးလေးကိုမတွေ့ဘူးဟာမိုးတန်ပါကြီးနှင့်လှမ်းអော်လိုက်သည်အေးမေကလည်းချုံပွဲချကိုငိုလိုက်သလိုမိုးကြီးကလည်းတဲရှိတစ်ပင်ကိုခေါင်းနှင့်စောင့်ကခေါင်းကဖူးရောင်လို့နေသည်သမီးလေးကလာသားအရွယ်တစ်နှစ်ပင်မပြည့်သည်ဘလို့လောက်ကြမလဲကိုမိုးဘလို့လောက်ရမယ်မသိဘူးတခုတော့ရှိတယ်သူကြီးစီသွားမယ်လင်မယားနှစ်ယောက်မီးခွက်အုပ်ကိုယူ၍မီးခွက်ကိုထိတ်ကာလက်တွင်ဆွဲ၍သူကြီးအိမ်သို့ထွက်လာခဲ့တော်သည်ဘလို့ဖြစ်ကြတာလဲငမိုးရဲ့သူကြီးကမေးတော့မိုးကြီးနှင့်အေးမေတို့ကသူတို့အိပ်ပျော်နေရမှခလေးပြောက်သွားပုံကိုအစအဆုံးပြောပြလိုက်သည်တို့ရွာမှာအခုလိုဖြစ်မျိုးတစ်ခါမှဖြစ်ဘူးတာမရှိဘူးပေါ့ကောင်ငလုံး10အိမ်ကောင်းတွေအကုန်သွားခေါ်ဟုတ်ကဲ့သူကြီးဘေးနားမှာအိမ်ငိုက်နေသည့်ငလုံးကသူကြီးခြံထဲမှထွက်ကား10အိမ်ကောင်းများခေါ်ရန်သွားသည်တောကောင်တော့မဖြစ်နိုင်ဘူးငမိုးဟ
ဟုတ်ကဲ့သူကြီးရွာထဲမှာတောကောင်ဝင်ရင်ခြီတိုင်ကနွားတွေအတန်ကြားရမှာပေါ့ပြီးတော့မင်းတို့၃ယောက်အိတ်နေတာကလေးကိုမှရွေးပြီးကြိုက်သွားတာမဖြစ်နိုင်ဘူးဒါနဲ့ကလေးငိုတန်ကြားသေးလားအေးမေသူကြီးကအေးမေဘက်လှဲ့ကမေးလိုက်သည်မကြားရပါဘူးသူကြီးရဲ့နင်ကအိတ်ရင်အိမ်မောကြတတ်လို့လားကျုပ်အိတ်ဆက်ပါတယ်သူကြီးရဲ့ကလေးငိုတန်လုံးဝကိုမကြားရတာပါသူကြီးလဲစဉ်းစားရခက်နေသည်ရဲရွာကိစ္စတာဝန်အရှိဆုံးကသူပဲမလားအခုလိုဖြစ်မျိုးဆိုတော့သူကြီးကောင်းချောက်ရလေပြီထိုစဉ်ခြံထဲသို့ရွာထဲကရွာသားတချို့နှင့်ဆယ်အိမ်ကောင်းတွေရောက်လို့လားရာသူကြီးကအကျိုးအကြောင်းပြောပြလိုက်သည်ဆယ်အိမ်ကောင်းမျိုးမြင့်ကကျုပ်စဉ်းစားမိတာတခုရှိတယ်ဘာလဲမျိုးမြင့်ပြောဟိုတလောကအောင်တင်မိန်းမမီမဖွားနိုင်လို့ဆုံးသွားတာရက်လေတာတိတ်မကြသေးဘူးလေဟုတ်တယ်လေဘာဖြစ်လဲသူများကလေးကိုလာခေါ်သွားတာများလားမျိုးမြင့်ကသူထင်တာကိုပြောတော့သူကြီးကအောင်တင်မိန်းမစမ်းရီကတေလို့တင်းချိုင်းရောက်နေပြီးဘလို့လို့ကလေးကိုလာခေါ်လို့ရမှာလဲသူကြီးကလည်းသူသေးတာအစိမ့်သေးလေးတရေတစေဖြစ်ပြီးကလေးကိုဆွဲလန်းတဲ့စိတ်နဲ့လာခေါ်တာများလားမှမသိတာမဖြစ်နိုင်ပါဘူးကွာသူကြီးကပြောတာပြောရသည်မျိုးမြင့်ပြောတာဖြစ်လဲဖြစ်နိုင်သည်ကလေးပျောက်သွားတာကအလွန်ကိုထူးဆန်းနေသည်မလားကလေးပဲကိုပျောက်သွားတယ်လဲဆိုတာအပိုင်းနှစ်ကိုစောင့်ကြည့်ရအောင်ဒီလိုဗီဒီယိုများကိုကြိုက်နှစ်တက်တယ်ဆိုရင် like and share လေးလုပ်ပြီး subscribe လေးလုပ်တော့ဖို့မမေ့နဲ့နော်